ဒီနေ့ကတော့မစားရတာကြာပြီဖြစ်တယ်ရှိသွားစားမယ်ပေါ့နော် တဲရပြီးသွားရင်သူဝနမှာပြင်နေတဲ့အိမ်လေးကိုလည်းတွားကြည့်မှာဆိုတော့ဖေဖေတို့နဲ့အတူတူပဲထွက်လာလိုက်တယ်ပေါ့နော်ဒီတိုရှိဆိုင်လေးကတဲတို့မြောက်တကုံဘက်ကလာတဲ့သူတွေအတွက်ဆိုလို့ရှိရင်တွားစေးတက်ကတူကြော်ပြီးဆိုတာနဲ့ဘယ်ဘက်ချမ်းမှာရှိရပေါ့နော်သူ့မှာလမ်းမပေါ်မှာပဲရှိပါတယ် ဒီလိုပိုက်ဆောင်စားရအောင် စားလိုက်ရှောက်နေအောင်ပါ စားတော့ရဲ့ စားကောင်း ဒီပဲစားကြလားနော် ပုံများတော့ရောက်သွားတော့ လူများလို့ရောက်တယ် ညောင်းကမှတခိုင်းလောက်ခေါ်ပါ တဲမရသေးဘူးလား ဟုတ်ရရဆောင်နေ လေးလောက်တယ်မေးပြီးခလေးတွေလန့်နေတော့အေးကိုဆက်လာရင်အေးကို မစရိုင်းမလေးစတိုက်ကြီးလုံနေရနော် ဖေဖေအိမ်ခေါ်လိုက်ပါကလေး လုံနေ တော့ကျန်းတယ် ဆိုင်နဲ့ဖုန်းနဲ့ပတ်ဆက်နေရတာတိုက်ခန်းနေမူတော်တော်ကြီးမူကြီးကြံတယ် ။ငလေးလည်းလောက်သွားတာဆိုတော့တဲတို့လည်းစိုးရိမ်နေပေါ့နော်။ဝယ်စရာရှိရလေးဝယ်ပြီးတော့ပြင်မဲ့အိမ်ကိုလိုအပ်တာလေးတစ်ချက်သွားကြည့်မယ်ပြီးတော့လို့ရှိရင်တော့အိမ်မြန်မြန်ပြန်မယ်ပေါ့နော် ကိုငယ်တို့ရေးမှုရေးဆက်ကပြုတ်ပါ ဒီအမိုးတွေရောလိုက် ။တဲတို့အိမ်လေးကအခုတော့တော်တော်ပြီးတော့မယ်အချောလေးတက်နေပြီပေါ့နော်။ဒီထဲမှာတဲတို့ပစ္စည်းတွေပြန်ထည့်ရမှာရှိရတချို့ပစ္စည်းတွေကကြတော့တဲတို့ဒီဘက်အိမ်ကိုပြန်ပြီးတော့မတည်တော့ပဲနဲ့ပြီးချမ်းဘက်ကိုပို့မယ်ပေါ့နော်။ဒီဘက်မှာတဲတို့ဒီ pre box ကတချို့ပစ္စည်းတွေကပြန်ပြီးတော့ဝယ်ရမှာလေးရှိရပေါ့နော်။အိမ်လည်းပတ်သက်ပြီးတော့တဲတို့လှုပ်ချင်တာလေးတွေပြင်ချင်တာလေးတွေပြောပြီးသွားပြီဆိုတော့အိမ်ပြန်တော့မယ်ပေါ့နော်။ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲ။နောက်ထပ် vlog တွေကြမှာပဲပြန်ပြီးတော့တွေ့ပါမယ်ရှင်။